ရှင်းပြရတယ် ရရကတည်းက ဒီလိုကောင်အားကျော် ကိုရအသေးကြော်လေးရောင်းကိုတော့ဝယ်တယ် ဘုန်းကြီးမှာပြန်တော့ သူအလေးလိုက်လေအလေးကောင်းလေးရအောင်နော်ဒီနေ့မြဲ18ကျင်းပြုံးလင်ပို့ခွာနေပါတယ်အလေးလေးလည်းတင်းနေတာမြတ်သားလည်းလှအပြည့်ပဲပေါ့နော်အဲ18ကျင်းဒါဒီဘက်မှာဒီမြက်တွေကမရှိတော့ဘူးနော်ဒီမြက်တွေကမရှိတော့ပါဘူးဝစ်ပြီးစိမ့်နေလှဒီအောက်ချမ်းတော့ရှိပဲဒီပေါ်ချမ်းကတော့မရတော့ဘူးเนาะဒီပေါ်ချမ်းမရှိတော့ဒီအောက်ချမ်းတော့ကျန်ဒါတော့စိတ်နေတာပေါ့เนาะမြတ်ကိုစိတ်19ကျင်းပြုံးလင်ပို့ပါဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ